Yes sir Rose အမောင်ကြောက်တဲ့မင်းအတွက်ရှယ်လေးတွေတီးထားတယ်အချစ်ရဲ့စက်ထုံးကင်းကင်းနဲ့စိတ်ချင်းငါတို့ချီရမယ်တိမ်တွေကိုအမြင့်တွဲထားတယ်ကောင်းငင်ဆိုင်ခင်းထဲမှာအမျိုးသမီးလေးတယောက်ဟာလှချင်တိုင်းကိုလှနေပါရဲ့ဗျာတောင်တွေကနီးလေမြင်လေပဲလွယ်လွယ်နဲ့အစစ်မထင်ပါနဲ့ဂုဏနာတုံညမို့လို့အချစ်ရဲ့အပြစ်မမြင်ပါနဲ့အတန်ကိုဟစ်လို့သွမ်းနေတာပြေးနိုင်မယ်ဆိုရင်လေဒီခေါင်းတွေကကျွန်တော်အော်လေးတကောင်သာဖြစ်ချင်ပါရဲ့သူကြောင့်အိမ်မက်တွေညနဲ့ဆန့်ဖို့ကျွန်တော်မလုပ်နိုင်ဘူးဗျချစ်ကြီးကဖြစ်ပြီးရင်ပြန်မစုံနိုင်ဘူးဗျခင်းစီပန်းလေးကသတိရလွန်လို့လွမ်းနေရရှာတယ်ခွန်မင်းကိုစားပြီးသူများသားသမီးကိုလွမ်းနေရပါတယ်မောင်မဲချိန်တိုင်းမှလင်းပေးနိုင်ဖို့ဖျောင်းနိုင်တဲ့ချောင်းလိုမျိုးလောင်ကျွမ်းမဲ့သူပါရဲ့ကွယ်လမ်းများပြေနိုင်ဖို့မင်းငါကိုပေးခဲ့တော့အချစ်ရဲ့တိတ်ပဲများကလေးနှကောင်ကလိုလေးမှာဝဲမျောတွေ့လာချစ်ကလေးမင်းမောကြည့်လိုက်မင်းနဲ့ငါလိုပဲပေါ့မင်းမရှိရင်သေမှာပဲနော်ချစ်ကိုချိုးရခါရဆိုပြီးရတာခွဲမနေပါနဲ့တော့မြင်ငါဘာသာမဲ့တဲ့ကောင်မင်းဟိုမှာကိုယ်ဝယ်ရလာတာမင်းစင်လေးကိုညွှန်းတော့ပို့ရတဲ့အချိန်တိုင်းဟာရက်ရသာမတွေ့ရတဲ့တရက်တာဟာရာသီများသွားလားမင်းပါလိမြဲထိုင်ညစ်ချင်တာအာသီတာပါကွာသူကစားကြိုးစားနေဖြစ်ပြီးလောက်ကင်ဒီတကြားငါမေပြီးရင်မင်းကိုပဲချစ်ဆုံးဆိုတာကိုသိလားမြဲရမတဲ့အိမ်မထဲလို့လာရင်မင်းမရှိဘူးအိယာထမျက်စိဖွင့်တိုင်းမင်းကိုရှာတာမင်းမသိဘူးမင်းကနေစီဘူးကိုကစူးညောင်းပါချစ်ရဲ့ဝင်သက်ထွက်သက်တိုင်းမှာမင်းကိုယူလာအောင်ချစ်တယ်လက်နှစ်ချရှုံးပေးလို့ဒူးထောက်ပါတယ်ပူလိုက်အေးလိုက်ချစ်ပုတ်စာထဲမှာယူတယောက်လိုပါပဲမဲချိန်တိုင်းမှာလင်းပေးနိုင်ဖို့ဖျောင်းနိုင်တဲ့ချောင်းလိုမျိုးလောင်ကျွမ်းမဲ့သူပါရဲ့ကွယ်လမ်းများပြေနိုင်ဖို့မင်းငါကိုပေးခဲ့တော့အချစ်ရဲ့တိတ်ပဲများစော်လေးတဲ့နိုင်ငံစာမီဆိုတော့ဝိုင်းပြီးတော့လောင်ရတယ်မင်းရဲ့နှလုံးသားလေယာမြေမှာငါမျိုးစေ့ပဲအောင်ရမယ်ဘဝမှာရုန်းကန်ရတာခက်ခဲလို့ဘလောက်ပဲပင်ပန်းမသိချစ်ရဲ့မင်းပြုံးလိုက်လို့သွားလေးပေါ်လာတိုင်းရင်ထဲမှာပန်းနေပွင့်နေနာတာရှည်တွမ်းနေနဲ့အိမ်မက်ငတ်သူကိုပြန်လို့စေးချေတတ်တန်းစေရှင်တန်ခြင်းပါတယ်ဘဝရဲ့နံရိုးလေးနဲ့အနေချလက်ထပ်ဖို့စိတ်ကူးရဲ့နာကမှာလက်တွေ့ကြမင်းစိတ်တိုင်းကြပုံဖော်ထားတဲ့အင်္ဂလိပ်ရဲ့ဖတ်ပွေကြမိသားစုဆိုတဲ့တိုင်းမြုံနဲ့ငါတို့ညောင်တွေထွေးစွာဆွေကောက်ကောက်ပါဖောင်းဖောင်းသမီးလေးမွေးပေးပါပြစ်စုံပန်ထနာကရေးကြည့်ရဲ့မင်းတွေးခေါ်သမျှတွေဘယ်နေသိမှမသိတဲ့ဘဝမှာဒီနေပဲငါပြောမရသေးချိန်တိုင်းမှာလင်းပေးနိုင်ဖို့ဖျောင်းနိုင်တဲ့ချောင်းလိုမျိုးလောင်ကျွမ်းမဲ့သူပါရဲ့ကွယ်လမ်းများပြေ